YD Channel ကိုအားပေးနားဆင်နေတဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာပြည်သက်ကြီးတို့နားဆင်ရမှာကတော့စာရေးသူမောင်စနေရေးသားထားတဲ့ကြက်ရွာသွားတဲ့ညဆိုတဲ့ဇာတ်လမ်းလေးကိုပြည်သက်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားဆင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပြီးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပြည်သက်များရှင်ဒါဆိုရင်တော့ပြည်သက်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇလန်းလေးကိုခုပဲစတင်လိုက်ပါပြီ။ငိုသူမိတ်နေတဲ့ရတမအာတုဘကိုရှာပေးပြီးတာနဲ့ကျုပ်တို့တွေပြန်လာကြတာပေါ့ဗျာ။ဟိုမှာညမအိတ်တော့ဘူးဆိုပေမဲ့ဒွာကားထွက်လာတဲ့အချိန်ကမိုးအတော်ချုပ်တယ်ပြို။ဒီတော့လမ်းမှာအချိန်တော်တော်လင့်သွားတာပေါ့လေ။အဲလိုနဲ့ကျုပ်တို့ရက်ွက်ရဲ့အပြန်လမ်းမှာညစာစားကြတာပေါ့ဗျာ။အချိန်ကလည်းတော်တော်လေးနေပြီဆိုတော့လမ်းမှာတွေ့တဲ့ဆိုင်မှာပဲဝင်ထိုင်လိုက်ကြတာပေါ့ဗျာ။ကျုပ်တို့ဝင်ထိုင်တဲ့ထမင်းဆိုင်တွေကမစိုးဘူးတတရရက်လေးရှိတယ်ဇပွဲဝိုင်း3ဝိုင်းလောက်ပဲရှိတာဆိုတော့ဆိုင်သေးသေးလေးပေါ့ဗျာကျုပ်တို့ထိုင်လိုက်တာနဲ့ဆိုင်ပိုင်ချင်းဖြစ်ရတူတဲ့ဦးလေးကြီးကကျုပ်တို့ကိုပြုံးပြီးမေးလာတယ်တူမောင်တို့ဘာနဲ့သုံးဆောင်မလဲခမဒီအချိန်ဆိုတော့ဟင်းကစုံမယ်မထင်တော့ဘူးအဆုံရှိပါတယ်ဦးကြီးတို့ဆိုင်ကညပိုင်းမှပို့ရောင်းကောင်းတာဗျာဟုတ်တယ်ည7 နာရီလောက်မှလူကြပြီးရောင်းကောင်းတာဟုတ်လားသူဆက်ဆက်မဲဗျဦးကြီးတို့ဆိုင်ကိုဘယ်အချိန်ထိဖွင့်တာလဲမိုးလင်းပေါက်ဖွင့်တာလေကိုဝါကြီးကမင်းနေတာဗျဆိုင်ပိုင်ရှင်ဦးလေးကြီးကမိုးလင်းပေါက်ထိဖွင့်နေဆိုတော့ကျုပ်ပြအော်သွားတယ်ဗျာကျုပ်လိုပဲကိုတိုက်စွန်းတဲ့ကံကောင်းတို့လည်းအော်နေပုံပဲဗျာကိုဝါကြီးလည်းကျုပ်တို့လိုပေါ့ထူးဆန်းတောင်မို့ကိုကြီးကဆိုင်ချင်းကိုထမင်းပြန်နေပြိုဦးကြီးထမင်းကမနက်ခင်းနဲ့ညနေလောက်ပဲရောင်းကောင်းတာမဟုတ်လားဘလို့မိုးလင်းပေါက်ဖွင့်တာလဲလက်ဖက်ရည်တွေဘာတွေရောင်းသေးလို့လားမရောင်းဘူးထမင်းမရောင်းတာဟင်ထမင်းရောင်းတာညတန်ကောင်ဘသူတွေလာစားလို့လဲဦးကြီးကမဟုတ်မှလွယ်ရောဒီနားမှာညဆိုင်စင်းနဲ့အလုပ်သမားများရှိလို့လားအဲ့လိုလည်းမဟုတ်ဘူးကွဦးတို့ဆိုင်နေရကလူခေါင်နေဆက်စုတယ်လို့မထင်နဲ့ဗျာအဲ့လိုအချိန်မတော်ဘယ်သူတွေများထမင်းလာစားလဲဆိုတာသိချင်မိတယ်အဲ့ဒါတော့ဦးလည်းမပြောတတ်ပါဘူးနောက်တစ်နာရီလောက်ကြာရင်တော့သူတို့ရောက်လာတော့မယ်အချိန်ကလည်းလင့်နေပြီကိုအေးဗျာကျုပ်တို့လည်းထမင်းစားပြီးရင်ခဏနာအောင်မှာဆိုတော့သူတို့ကိုမိလောက်ပါရဲ့အေးပြီးမှပဲခရီးဆက်ကြပေါ့ဒီလမ်းကကတ္တရာလမ်းဖြစ်သွားပြီဆိုတော့ခရီးတွင်ပါတယ်လေဒါမှမဟုတ်မောင်ရင်တို့ဒီမှာအိတ်မယ်ဆိုရင်လေဟိုအိမ်လေးမှာအိတ်လို့ရပါတယ်အဲ့ဒါခရီးသွားတွေတဲဖို့စောက်ထားပေးတာကွအော်ဟုတ်ကဲ့အချိန်လည်းတိတ်မရှိတော့ဘူးဆိုတော့ဒီညကျုပ်တို့တဲမယ်ဦးကြီးအဖိုးခလည်းပေးပါမယ်အဖိုးခမလို့ပါဘူးကွယ်ဦးကြီးတို့ကအဲ့အိမ်လေးဆောက်ကလေးကခရီးသွားတွေအတွက်အလဲကားတဲခုပ်ဖို့ရည်ရွယ်ပြီးစောက်ထားတာ။အော်ထမင်းဆိုင်ပိုင်ကျင်ဦးကြီးကကိုဝကြီးနဲ့စကားပြောပြီးတော့သူ့ရဲ့ဇနီးဖြစ်ရန်တူတဲ့ကြီးတော်ကြီးထမင်းဟင်းတွေပြင်ပေးထားတာကိုတွားယူပေးတယ်။သူထွက်တော့မှပဲကိုဝကြီးကကျုပ်တို့ကိုမေးတယ်။မင်းတို့လည်းစိတ်ဝင်စားနေကြတယ်မလား။တို့ဒီညဒီမှာစောက်လိုက်တာကောင်းမယ်။ကောင်းတာပေါ့ကိုဝကြီးကအချိန်လည်းအတော်လင့်နေပြီပဲ။အေးမင်းတို့တော့မသိဘူး။ငါကတော့အတော်စိတ်ဝင်စားနေပြီ။မင်းတို့စဉ်းစားကြည့်ကွာ။ဒီနားမှာမြို့လည်းမရှိရွာနဲ့လည်းဝေးတယ်အဲ့လိုအနေထားကြီးကိုညတန်ကောင်ကျော်မှာဈေးအောင်ကောင်းနေဆိုတော့ထူးဆန်းမနေဘူးလားကျုပ်လည်းအဲ့ဒါပဲတွေးနေတာကျုပ်တို့စကားပြောနေတော့ဦးကြီးကထမင်းဟင်းတွေလာစားပေးတယ်ကျုပ်တို့အထင်ထမင်းဟင်းတွေကအေးဆက်နေလောက်ပြီထင်တော့ဘယ်ဟုတ်မလဲအငွေ1000ထောင်းနဲ့ပူပူလော်လော်တွေဗျာကျုပ်ပြင်အော်နေတာဦးကြီးကလည်းသတိထားမိတယ်ထင်ပါပြုံးပြပြီးစကားဆိုလာတယ်မောင်ရင်တို့ကိုပြောပြီးပြီကောဦးကြီးတို့ဆိုင်ကတန်ကောင်ရံလောက်မှရောင်းကောင်းနေဆိုတာလေနေကင်းမိုက်ကိုအနေချင်းပဲချက်ပြုတ်တယ်လေအခုလိုညပိုင်းကျတော့ပို့ပြီးမြတ်ဆဆချက်ပြုတ်ရတာပေါ့ဟုတ်ကဲ့ဦးကြီးကျုပ်သဘောပေါက်ပြီမောင်ရင်တို့သုံးဆောင်ကြလိုအပ်တာချင်းအားမနာနဲ့တော့ဦးကြီးကိုလှမ်းသာခေါ်လိုက်ဟုတ်ကဲ့ပါဦးကြီးဆိုင်ပိုင်ရှင်ဦးကြီးကကျုပ်တို့ကိုအဲ့လိုပြောပြီးခက်လန်းလန်းမှသွားထိုင်နေတယ်ကျုပ်တို့လည်းဘိုက်ကလည်းစားနေပြီဆိုတော့ထမင်းစားလိုက်ကြတာပေါ့ဗျာဆိုင်လေးကသာသေးတာဗျထမင်းလက်ရကတော့အတော်စားခေါက်နေဗျကျုပ်တို့တွေထမင်းလိုက်ပွဲတော်များများယူလိုက်ရတယ်။အဲလိုနဲ့ကျုပ်တို့ထမင်းစားပြီးတဲ့ချိန်ကည7 နာရီခွဲလောက်ရှိရောပေါ့။ကိုဝါကြီးလည်းထမင်းဖို့ရှင်းပေးပြီးတော့ထမင်းဆိုင်ဦးလေးကြီးပြောတယ်ခရီးသွားတွေအတွက်နားဖို့ဆောက်ထားတဲ့အိမ်လေးစီကိုသွားလိုက်ကြတာပေါ့ဗျာ။ကျုပ်တို့တွေအိမ်လေးပေါ်ရောက်ပြီပြို။အိုးတလုံးနဲ့ဖန်ချောင်းလေးတွေပြင်ခေါင်းအောင်လေးတွေတော့ရှိတယ်။ထမင်းဆိုင်နေတော့တိတ်မဝေးဘူးဆိုတော့ဆိုင်ကိုချစ်ချစ်လေးလေးလှမ်းမြင်နေရတယ်ဗျာ။ဆိုင်မှာကာထားတဲ့ထရံကတော့လက်တောင်လောက်ကာထားတာအပေါ်ပိုင်းကိုတော့မကာထားဘူးဗျ
အဲ့တော့ဆိုင်ထဲကနေကျုပ်တို့ငုတ်တော့ထိုင်နေရကိုလှမ်းမြင်နေရတယ်ကျုပ်တို့ကလည်းဆိုင်ထဲကိုလည်းလှမ်းမြင်နေရတာပေါ့ဗျာကံကောင်းတဲ့တိုက်ဆိုကတော့ကြောဆန်ပြီးကျုပ်နဲ့ကိုဝါကြီးကတော့ထိုင်နေတာပေါ့ဗျကိုဝါကြီးကကျုပ်လိုပဲတန်ကောင်ရဲ့ကြောမှထမင်းရောက်ကောင်းတဲ့အကြောင်းကိုသိစိတ်ဝင်စားနေတယ်အခုလဲကျုပ်တို့တွေအဲ့အကြောင်းကိုခက်တူတူပြောဆိုနေကြတာပေါ့ဗျာစနီမင်းဘယ်လိုမြင်လဲဘာကူလဲကိုဝါကြီးဟိုထမင်းဆိုင်ကိုလေကွာငါအထင်တန်ကောင်ကြောမှထမင်းလာစားတဲ့လူတွေကရိုးရိုးကောဖြစ်နိုင်ပါမလားကျုပ်လည်းအဲ့ဒါကိုတွေးနေတာဆိုင်ပန်ချင်းဦးကြီးပြောပုံရတော့သူတို့လည်းတိတ်တိပုံမရဘူးကျုပ်တို့တွေဆိုင်ထဲကိုလှမ်းမြင်နေရတာပဲဟာမအိတ်သေးပဲအရှင်တွေကိုစောင့်ကြည့်ကြတာပေါ့အေးစောင့်ကြည့်တာပေါ့ကွာကံကောင်းတဲ့တိုက်ဆိုမင်းတို့အိတ်တော့မလို့လားကိုဝါကြီးကလဲနေတဲ့ကိုတိုက်ဆိုနဲ့ကံကောင်းကိုမိလိုက်တယ်ဗျအဲ့တော့ကံကောင်းကလည်းပြန်ပြေးတယ်မအိတ်သေးပါဘူးဗျာညောင်းလို့ကျုပ်တွေးနေတာကိုရဲမင်းတယောက်သူ့ညီဝင်ခွဲတွေနဲ့အဆင်ပြေပါမလားလို့ပြေလောက်ပါတယ်ငါတို့ကသစိမ့်ဆိုတော့တန်းပြန်လာလို့ရတယ်သူကပြန်လာလို့မကောင်းဘူးလေကွာအဲ့ဒါလေဟုတ်တာပဲဒါနဲ့ကိုဝကြီးစနေကအရင်လိုအစွမ်းမရှိတော့ဘူးနော်တော်ကြကျုပ်တို့နဲ့မဆိုင်ပဲဆက်ဆွရင်ငါးပါးမှောက်မှဆိုးလို့ပါအဲ့လောက်ကြီးတော့မဆိုးလောက်ပါဘူးကွာတို့ပြောတယ်ဆိုတာကလည်းစိတ်ထင်ကိုပြောတာပါထမင်းလာစားတာတကယ်လူစစ်စစ်တွေဖြစ်နိုင်တာပဲအေးဗျာကျုပ်ကလည်းသတိထားနိုင်အောင်လို့ပြောတာစနေဆိုတဲ့ကောင်အခုနောက်ပိုင်းတရားလဲမထိုင်ဘူးဘာမှလုပ်ထားလည်းမတွေ့ဘူးတရားထိုင်နေဆိုတာကလည်းလွယ်တာမှမဟုတ်တာကွာကံကောင်းကကျုပ်ကိုအပြစ်တင်နေတာဗျသူပြောတာလည်းဟုတ်ပါတယ်ကျုပ်အခုတလောဘာမှမလုပ်ဖြစ်ဘူးရီးလေးနဲ့ဒုတိယအကြိမ်ကလေးကပေါ့ပေါ့ပဲနေတော့တာအခုလိုပေါ့ပေါ့ပပနေလေတာကကျုပ်အတွက်အဆင်ပြေတယ်လေဗျာကိုဝါကြီးကလည်းကျုပ်ကိုနားလဲပေးတယ်အဲလိုနဲ့ကျုပ်တို့တွေထွေရလေးပါစကားပြောနေတော့ဆိုင်ဘက်ကနေလူတန်ဆူဆူညံ့ညံ့ကြားလိုက်ရတယ်ကျုပ်တို့လှမ်းကြည့်လိုက်တော့ဇပွဲဝိုင်း3ဝိုင်းလောက်မှလူအပြည့်ထိုင်နေတာကိုတွေ့လိုက်ရတယ်ဇပွဲဝိုင်း1ဝိုင်းကိုလူ9ယောက်ထိုင်လို့ရတယ်3ဝိုင်းဆိုတော့15ယောက်ပေါ့အဲ့ဒါတော့အမျိုးသမီးကြီးတွေကကလေးတွေကိုခြိထားရတယ်ဗျပုံစံကြည့်ရတာတော့မိသားစုကြီးတစ်ခုလိုပဲကျုပ်တို့နားနေတဲ့အိမ်လေးကထမင်းဆိုင်နဲ့တိတ်မလန့်ဘူးဆိုတော့သူတို့ပြောဆိုနေကြတာအတိုင်းသာကြားနေရတယ်ဗျာကျုပ်တို့လည်းဘက်ထရီအားအုံးမီကိုပေးပြီးဆိုင်ဘက်ကိုမျက်စိဖွင့်နှာဆွင်လောက်ကြတာမျိုးဆိုင်ထဲမှာပြောနေတဲ့စကားအတန်နဲ့လှောက်ရှားနေတဲ့ဟန်ပန်တွေကိုကျုပ်တို့အတိုင်းသာမြင်နေကြနေရတယ်အခုထိကျုပ်တို့မြင်ကြရသမျှကထမင်းလာစားတဲ့သူတွေအချင်းချင်းရင်မောပြီးထမင်းဆိုင်ပန်ချင်းဦးကြီးလင်များကိုထမင်းနဲ့ဟင်းတွေမှနေကြတာပဲထူးထူးခြားခြားသူတို့မှတဲ့ဟင်းတွေကစက်သားနဲ့အမဲသားပဲအမဲသားမှတာကပုံများတယ်ဦးလေးကျုပ်တို့ကိုအမဲသားနဲ့ရှပြီးဟင်းအပို3ပွဲပါတစ်ခါလေးရှပေးဗျာရတယ်ငါတူဦးလေးကျုပ်တို့လည်းအမဲသားနဲ့ပဲအမဲသားအများကြီးရှက်ထားတယ်မလားရှက်ထားတယ်မင်းတို့တွေအမဲသားကြိုက်ကြမှန်းသည်လို့ထုံးစံတိုင်းအိုးတလုံးကြီးများတောင်ချက်ထားတာကြိုက်တယ်ဗျာအဲအိုးပြောင်နေဒီစားပြစ်မှာကြီးတော့ချက်တဲ့ဟင်းလက်ရကလည်းတဲ့ကောင်းသကိုဗျထမင်းလာစားတဲ့သူတွေကဆက်ပြုတ်တဲ့ကြီးတော့ကြီးကိုချီကျူးနေတာဗျသူတို့တွေကိုကြည်ရတာငွေကြေးပြည့်စုံတဲ့သူတွေပုံစံပဲဗျဘာနဲ့လာတာလဲတော့ကျုပ်လည်းမသိဘူးထမင်းဆိုင်ချင်းဦးကြီးလင်များကလည်းတိတ်ပြောနေတာပေါ့ဗျာဈေးအောင်ကောင်းလို့မပြောတဲ့ဈေးတဲ့ရှိပါမလားဗျာလူ15ယောက်နဲ့ကလေးတွေကတဆိုင်လုံးကုန်နေဒီစားနေကြတာလေဗျာထမင်းတဲ့ဟင်းတွေကိုပို့ပြီးစားတယ်ဗျို့သူတို့ကိုတေချာကြည့်နေရင်ကကြောချမ်းစရာကောင်းလာတယ်ဘာလို့လဲဆိုတော့ဟင်းတွေကိုစားနေတဲ့ပုံကပုံမှန်မဟုတ်ပဲအလွန်ကျွံဖြစ်နေလို့ခမ ्या တို့ပဲစဉ်းစားကြည့်လေဗျာကလေးတွေကိုခွန်တာခလက်လက်ဟင်းတုံးတွေဗျအဲ့ဒါနဲ့ကျုပ်တို့လည်းသိလိုက်တယ်ဒါတွေကဘလို့နည်းနဲ့မှတာမန်လူတွေဖြစ်နိုင်ဘူးအဲ့တော့ကိုဝါကြီးနဲ့ကြံတဲ့သူတွေကိုကျုပ်စိတ်ထဲရှိတဲ့အတိုင်းအတန်တီတို့ပြောလိုက်တော့တယ်ကိုဝါကြီးကျုပ်ထင်တော့သူတို့တွေကတာမန်လူတွေမဖြစ်နိုင်ဘူးနော်အေးငါလည်းအဲ့လိုထင်တယ်မင်းဘယ်လိုစဉ်းစားလဲဘာကိုပြောတာလဲကိုဝါကြီးအဆိုင်တွေကလူတွေကိုလေကျုပ်တို့ဘာလို့ရမှာလဲဗျာဈေးရောက်တဲ့သူတွေကလည်းငွေရလို့ရောင်းတယ်ဈေးဝယ်တဲ့သူတွေကလည်းငွေပေးပြီးဝယ်စားတယ်အချင်းချင်းချင်းနဲ့နေကြတာပဲကိုကျုပ်တို့ဘာလို့ဖို့လို့လဲမင်းပြောတာလဲဟုတ်တယ်လို့တော့ရှိတယ်ဒါပေမဲ့သူတို့တွေဆိုင်ချင်းဦးကြီးလင်များကိုနောက်တစ်ချိန်မှဒုက္ခမပေးနိုင်ဘူးလို့မင်းသိချာပြောနိုင်လားအဲ့ဒါတော့ကျုပ်လည်းဘယ်သိမှာတော့တိတိကြီးနဲ့တော့ငါတို့ဒီတိုင်းထားခဲ့လို့မရဘူးထင်နေစနီမနဲ့ကြမှာပဲဆိုင်ချင်းဦးလေးကြီးကိုသတိပေးကြည့်တာပေါ့အဲ့ဒါမကောင်းဘူးလားကျုပ်အဲ့လိုပြောလိုက်တော့ကိုတိုက်ဆိုးနဲ့ကံကောင်းကကျုပ်စကားကိုထောက်ခံနေပြအဲ့ဒါကောင်းတယ်မနဲ့မှသတိပေးကြတာပေါ့ဟုတ်တယ်ကိုဝါကြီးစနေပြောတာမှန်တယ်မနဲ့ဖြန်မှာပဲသူတို့ကိုသတိပေးကြတာပေါ့ယုံတာမြုံတာတော့ကျုပ်တို့လည်းမတတ်နိုင်ဘူးလေကိုတိုက်ဆိုးနဲ့ကံကောင်းအဲ့လိုပြောတော့ကိုဝါကြီးလည်းလက်ခံလာတယ်အေးလေအခုညတော့အချိန်နေပဲကြည့်ရတာပေါ့မနဲ့ရောက်ရင်တော့ဆိုင်ရှင်ဦးလေးကြီးတို့ကိုတေချာတော့ပြပြရမယ်အဲ့လိုနဲ့ကျုပ်တို့တွေဆိုင်တဲကရှင်တွေကိုအကဲခဲကြည့်နေတာပေါ့ဗျာ
ဆိုင်ထဲမှာတော့စကားတပြောပြောနဲ့ထမင်းစားနေကြတာဆိုင်ချင်းဦးကြီးခမလည်းထမင်းလိုက်ပွဲနဲ့ဟင်းပိုတွေကိုမနာတမ်းချပေးနေရတယ်အဲလိုနဲ့အချင်းတော်တော်ကြာလာတော့ထမင်းဟင်းတွေကိုထိုင်ကန်ထည့်ပေးနေတဲ့ကြီးတော်ကထမင်းဟင်းတွေကုန်သွားပြီဖြစ်ကြောင်းပြောလာတယ်ကိုကြီးမြင့်ဧည့်သည်တွေကိုပြောလိုက်ပါအောင်ထမင်းဟင်းတွေအကုန်ကုန်ပြီလို့အော်အေးဆိုင်ပန်ချင်းဦးကြီးကလည်းသူ့မိမကြီးတော်ပြောတဲ့အတိုင်းထမင်းစားနေတဲ့သူတွေကိုပြောလိုက်တယ်ပြူဧည့်သည်တို့ကြားတဲ့အတိုင်းပဲဗျာထမင်းတွေဟင်းတွေကုန်ပြီဗျကုန်ပြီလားစားလို့တော့မဝသေးဘူးဗျာဟုတ်တယ်စားလို့တော့မဝသေးဘူးထမင်းစားနေတဲ့သူတွေကလည်းသူတို့မဝသေးတဲ့အကြောင်းဦးကြီးကိုပြန်ပြောကြတယ်ဦးကြီးကလည်းသူတို့ဆိုင်ကိုလာစားတဲ့ဧည့်သည်တွေဆိုတော့အာနာနေတယ်ကျုပ်တို့လည်းခက်မြမြချက်ထားတာပါပဲဒီနေ့ပိုစားကောင်းတယ်ထင်တယ်ဟုတ်တယ်ဒီနေ့ပိုစားကောင်းတယ်အမဲသားတုံးကြီးတွေကလည်းပြောထားတဲ့အတိုင်းပဲကြီးတယ်ဧည့်သည်တွေမှာထားတဲ့အတိုင်းချက်ပေးထားတာပါကျုပ်တို့ပုံမှန်ချက်နေကြအတုံးကြီးတဲ့ပိုကြီးပေးထားပါတယ်ဟုတ်တယ်စားလို့တိတ်ကောင်းတယ်ဗျာခတ်တာကကျုပ်တို့ဘိုင်းမဝသေးဘူးအားနာလိုက်တာဗျာကျုပ်တို့လည်းဘယ်လိုလုပ်ပေးရမှန်းမသိတော့ဘူးစံချင်းဦးကြီးလင်များအခက်ကြုံနေတယ်ဗျအဲအချိန်မှာပဲထမင်းစားနေတဲ့လူတွေတဲကဦးကြီးနဲ့တက်တူရဲတူလောက်အရွယ်လောက်ရှိတဲ့လူကြီးတယောက်ကသူ့လက်အိတ်ထဲကငွေစက်ကူတအုပ်ကိုထမင်းစပွဲပေါ်တင်လိုက်ပြီးစံချင်းဦးကြီးကိုကြည့်ပြီးစကားဆိုလာတယ်နောင်ကြီးငွေစကားပြောတယ်တော့မထင်နဲ့ဗျခမတို့ဆိုင်ကထမင်းနဲ့ဟင်းကိုကျုပ်တို့တိတ်ကြိုက်တယ်အဲ့တော့ဒီညပဲကျုပ်တို့ရွာကိုလိုက်ပြီးထမင်းချက်ပေးပါလားဒီငွေတွေပေးမယ်ဗျာရော့ငွေနေသိရင်ဒီမှာရွှေနေနဲ့ရှိသေးတယ်တိုက်ပုံအင်ကြီးခဏနွမ်းဝတ်ထားတဲ့လူကြီးကငွေစက်ကူတစ်ထပ်အပြင်လက်ချက်သားလောက်ရှိတဲ့ရွှေတုံးတုံးကိုပါစပွဲပေါ်တင်လိုက်တော့တယ်ပြီးတော့သူကထပ်ပြီးစကားဆိုပြန်တယ်အိမ်ထဲမှာနွားတစ်ချင်းလဲတွေ့တယ်အဲ့အတွက်နောက်ထပ်ရွှေနေချက်သားထပ်ယူဗျာနေသေးတဲ့ထင်ကျုပ်ထပ်ပေးမယ်ဟာရပါတယ်ဗျာရပါတယ်ဒါတောင်တော်တော်များနေပါပြီကျုပ်တို့၄-၅နှစ်ရောင်းလို့တောင်ဒီလောက်ချင်းငွေတွေရမှာမဟုတ်ဘူးကျုပ်တယောက်တည်းဆိုတော့ဆုံးဖြတ်လို့မရပါနဲ့ကျုပ်မိမကိုခေါ်လိုက်အောင်မယ်ခေါ်ဒါကခမည်းမိမအတွက်လက်ဆောင်အဲလူကြီးကသူ့လက်ထဲကိုထပ်နိုင်လိုက်တယ်သူ့လက်ထဲမှာရွှေဆွဲကြိုးကြီးတစ်ခုပါလာတယ်ဘက်ထရီအားမရအောင်မှရွှေဆွဲကြိုးကြီးကထင်းနေတာပဲဗျာကျုပ်တို့ခလန်လန့်ကနေကြည့်နေတာတော့အထင်သာမြင်နေရတယ်ကျုပ်တို့လည်းဘာဆက်ဖြစ်မလဲဆိုတာဆက်ဆောင်ကြည့်နေတာပေါ့ဗျာတိတ်မကြဘူးဗျဦးကြီးနဲ့တူသူ့မိမတို့ဟိုလူကြီးနားကိုပြန်ရောက်လာတယ်သူတို့ရောက်လာတာနဲ့ထမင်းတော်စားတဲ့လူကြီးကသူ့လက်ထဲကချွေဆွဲကြိုးကြီးကိုဦးကြီးမိမကိုတန်းပြီးကိုင်းမိတာပဲပြိုလူကြီးကသူ့လက်ထဲကချွေဆွဲကြိုးကြီးကိုဦးကြီးမိမကိုတန်းပြီးကိုင်းပြီးတော့တာပဲပြိုအမကြီးရော့ဒီဆွဲကြိုးလေးယူပြအမကြီးနဲ့ဆိုတိတ်လိုက်မှာချင်းကျမကိုပေးတာလားဟုတ်တယ်နောင်ကြီးကိုအလုပ်တစ်ခုကမ်းလှမ်းနေတာဗျာကျုပ်တို့အမကြီးတို့ထမင်းဆိုင်မှာလာစားနေတာလေအချိန်တန်သေးကြပြီမလားတယောက်နဲ့တယောက်လည်းရင်းနှီးနေပြီဆိုတော့ဟုတ်ပါတယ်ဒီကဆရာကြီးတို့အားပေးနေလို့လေကျမတို့ဆိုင်လေးအဆင်ပြေနေတာလေအခုဟာကဗျာတခြားတော့မဟုတ်ဘူးကျုပ်တို့ရွာကိုလိုက်ပြီးထမင်းဟင်းချက်ပေးဖို့ပါဗျာအဲ့ဒီအတွက်ကျုပ်တို့နိုင်တဲ့လောက်လေးနဲ့ကမ်းလှမ်းတာငွေက2သိန်းရွှေလေးက2ချက်သားပြီးတော့ဒီကြိုးလေးကလည်းအမကြီးတို့ရဲ့နွားတရှင်းကိုဝယ်ချင်လို့အမျိုးသမီးတွေရဲ့တဲကြီးကြိုင်ရွှေနဲ့ညာတော့ကြီးတော့လေထွေထွေထူးထူးစဉ်းစားနေတော့ပဲလက်ခံလိုက်တယ်မျိုးကိုပေါက်တဲ့ကြီးတွေပဲလှုပ်ပေးရမှာပေါ့ရှင်ဘယ်နည်းလောက်များလိုက်ခဲ့ရမလဲအစားအသောက်ဆိုတာမျိုးကအချိန်ဆွဲလို့ကောင်းတာမျိုးမှမဟုတ်တာဗျာအခုညပဲလိုက်ခဲ့ကြပေါ့အခုညကြီးတော့နည်းနည်းစဉ်းစားသွားပုံပဲဗျဒါပေမဲ့မျက်စိရှိမှရွှေနဲ့ငွေတွေကိုမြင်နေရတယ်ဆိုတော့တခြားဟာသိပြီးရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘူးထင်ပါရဲ့သူတို့ကိုအလောက်ကမ်းလှမ်းလာတဲ့လူကြီးကလည်းလေတယ်ဗျကြီးတော့စဉ်းစားနေတဲ့အချိန်မှာသူတို့ကိုတန်ရမဝင်အောင်ထပ်ပြောပြန်နေအမကြီးကျုပ်တို့မိသားစုကချွေကြောတွေပိုင်နေတော်တထေးတွေဆိုတော့တခြားဗဗညညတွေဆိုတာတဲ့အစားအသောက်ကိုပဲမှတ်တယ်ဗျကျုပ်တို့စီးစိမ်တွေကစားမကုန်အောင်ရှိနေတာကျုပ်တို့ကလည်းအမကြီးတို့ကိုကူညီတဲ့သဘောပါတအူးစေတနာတအူးမြတ်တာပေါ့ဗျာနားလေပါလေရှင်အဲ့ဒါဆိုလိုရာတွေယူပြီးလိုက်ခဲ့မယ်လေကောင်းတာပေါ့ဗျာကောင်းတာပေါ့ကြီးတော်ကလိုက်မယ်ဆိုတော့ကျုပ်တို့တွေလည်းဒီတိုင်းမနေတာတော့ဘူးပေါ့ကိုဝါကြီးကကျုပ်တို့ကိုအတန်ခတ်တိုးတိုးနဲ့ဦးစားသတိပေးတယ်စနေဒီတိုင်းညီနေလို့တော့မဖြစ်တော့ဘူးတခုခုတော့လုံးဝဖြစ်လိမ့်မယ်ဒီပုံတိုင်းဆိုသူတို့ဒုက္ခရောက်လိမ့်မယ်ကျုပ်လည်းဘလို့လုံးရမလဲတွေးနေတာဗျတွေးမနေနဲ့ငါကောင်ငါတို့ဆိုင်ထဲကိုအရင်သွားကြတာပေါ့ကံကောင်းတဲ့တိုက်ဆိုမင်းတို့တွေကြောက်ရင်နေခဲ့တော့ငါနဲ့စနေပဲသွားမယ်ကိုဝါကြီးကကိုတိုက်ဆိုးတဲ့ကံကောင်းကိုအဲ့လိုပြောတယ်ဗျအဲ့တော့သူတို့နှစ်ယောက်ကလည်းကိုဝါကြီးကိုပြန်ပြောတယ်ကိုဝါကြီးကလည်းဗျကျုပ်တို့ကကြောက်စရာလားကဲပြောနေတာကြားတယ်ဗျပြောဆိုကံကောင်းကဘက်ထရီအိုးညက်ကိုတက်လိုက်တယ်အဲ့တော့ကျုပ်တို့တဲလေးကိုမီးလင်းထိန်သွားတာပေါ့
မေးလင်းသွားတော့ဆိုင်ထဲကလူတွေကကျုပ်တို့ကိုစူးစမ်းသလိုလှမ်းကြည့်တယ်။ကျုပ်တို့ကလည်းခက်တီတီနဲ့အိမ်အောက်ကိုဆင်းလာပြီးတော့ဆိုင်ပိုင်ချင်းဦးကြီးနဲ့ကြီးတော်နာကိုရက်လိုက်ကြတယ်။ကျုပ်တို့လေးယောက်ကိုဟိုလူတွေကစူးစိုက်ကြည့်နေကြတယ်။သူတို့အကြည့်တွေကတကယ်ကိုကြောက်စရာကြီးတွေ။ဘာလို့လဲဆိုတော့လူတွေကမျက်နှာသေးကြီးတွေနေလေဗျာ။မျက်တောင်လည်းမခတ်ကြဘူး။ဒါကိုဦးကြီးတို့ကတတိမထားမိတာမခံမှန်းမိတာအတော်ကိုဘဟုတုတနေတာပဲ။အဲ့လိုနဲ့ကျုပ်တို့ကဦးကြီးကိုစားပြီးစကားဆိုလိုက်တာပေါ့။ဦးကြီးကျုပ်တို့အိတ်မပြောလို့ဆင်းလာတာဗိုက်စားလို့ပြထမင်းစားလို့ရသေးလားကုံမီမောင်ရင်ရဲ့အကုန်ပြောင်းတာပဲဟုတ်လားကျုပ်တို့စားတုံးကတော့ထမင်းဟင်းတွေအများကြီးပါဟုတ်တယ်ဒီကဆရာကြီးတို့ကိုရောင်းလိုက်တာကုံမီကျုပ်တို့ဗိုက်တအားစားလို့ဗျာထမင်းအိုးတိုးလောက်ချက်ပေးပါလားဟင်းကတော့ကြက်ဥကြုံလေးနဲ့စားရရင်တော့အဆင်ပြေတယ်ကျုပ်အဲ့လိုပြောလိုက်တော့ဦးကြီးတို့လင်မြနည်းနည်းတော့မျက်နှာပြတ်သွားတယ်ဗျလင်မြနေရအောင်ကျုပ်တို့ကိုအာတော့အာနာဟန်နဲ့ပြောလာတယ်အာနာလိုက်တာမောင်ရင်တို့ရဦးကြီးတို့မအားတော့ဘူးကွယ်ဟုတ်တယ်မောင်ရင်တို့ကြီးတော်တို့မအားတော့ဘူးဘာဖြစ်လို့လဲဗျာမီးကောင်းကောင်းနဲ့ချိန်ရင်ခဏလေးပဲကိုတကယ်များတို့လို့ပါဒီကဆရာကြီးတို့နောက်ကိုလိုက်သွားရမှာသူတို့စီကဆယံတောင်ယူပြီးသွားပြီဟာဗျာအဲ့ဒါဆိုကျုပ်တို့ဘလို့လုပ်ရပါမလဲတကယ်အားနာပါလေကွယ်မောင်ရင်တို့ကိုဘာသာထမင်းချက်တက်ရင်စားကြလေကြီးတော်တို့ခွင့်ပြုတယ်ဒါနဲ့ကြီးတော်တို့ကဘယ်ကိုသွားကြမှာလဲဒီကဆရာကြီးတို့နောက်ကိုလေကျုပ်စဉ်းစားမိတာကအခုချိန်ကြီးတော်တို့ကိုမလုံနဲ့မလိုက်သွားနဲ့လို့ပြောရင်အဆင်ပြေမဲ့ပုံမပေါ်ဘူးမတက်နိုင်တဲ့ဆိုကျုပ်လည်းကြီးတော်တို့ကိုအလောက်ကလန့်လာတဲ့လူကြီးကိုကြည့်ပြီးပြောလိုက်တယ်ဆရာကြီးကျုပ်တို့လည်းဆရာကြီးတို့နောက်လိုက်ခဲ့လို့ရမလားကျုပ်အဲ့လိုပြောလိုက်တော့ကိုတိုက်ဆိုးတဲ့ကောင်ကကျုပ်လက်ကိုလာကောက်တယ်ကျုပ်လည်းသူတို့လက်တွေကိုဖယ်ရှားပစ်လိုက်ပြီးတော့အဲ့ဒီလူကြီးတွေကိုထပ်ပြောလိုက်တယ်ဆရာကြီးကျုပ်တို့ကိုလည်းသူတို့လိုအဖိုးခနည်းနည်းလေးပဲပေးပြကျုပ်တို့လိုက်ရှင်နေလူများများချက်ပြုတ်ရင်မြန်မြန်စားရတာပေါ့ဗျကျုပ်တို့ကိုထမင်းနဲ့တော့ကြွေးပြနော်ကျုံတော့တခါထပ်ပြောတော့အဲ့ဒီလူကြီးကတခြားဝိုင်းကလူတွေကိုလှမ်းကြည့်တယ်သူ့လူတွေကလည်းကျုပ်တို့ကိုစူးစမ်းတယ်လို့သိချကြည့်ပြီးတော့သူတို့ခေါင်းဆောင်ဖြစ်ရန်တူတဲ့လူကြီးကိုခေါင်းငိတ်ပြလိုက်တယ်အဲ့တော့မှကျုပ်တို့စကားပြောနေတဲ့လူကြီးကပြန်ပြောလာတော့တယ်ကောင်းပြီလေမင်းတို့လိုက်ချင်တဲ့ဘာဆိုရင်လိုက်ခဲ့လို့ရတယ်အလုပ်တော့လုပ်ရမယ်ရပါတယ်ဗျာလုပ်မယ်ကောင်းပြီမင်းတို့တွေနွားဆွဲရမယ်ပြီးတော့ဒီကထမင်းအိုးဟင်းအိုးတွေကိုတည်ရမယ်ရတယ်ထမင်းအိုးဟင်းအိုးတွေတည်ရမယ်ပြောတော့ဆိုင်ကြီးဦးကြီးကဟိုလူကြီးကိုပြန်မေးတယ်ဗျဆရာကြီးဒီကအိုးတွေတည်မလို့လားဟုတ်တယ်လေဗျာအိုးတွေဒီမကဘူးစီတို့စားတို့တခြားလိုအပ်တဲ့ပစ္စည်းတွေပါတည်ခဲ့လို့ရတယ်မလားကျုပ်တို့ကဒီမှာချက်တဲ့ပုံစံပဲစားချင်တာအော်အဲ့လိုလားရပါတယ်ဗျာရပါတယ်ကောင်းပြီလေဒီတငယ်လေးယောက်လေလိုက်မယ်ဆိုတော့ဟန်ကြတာပေါ့ကဲမောင်ဆန်းသူတို့ကိုငွေ1000စီပေးလိုက်ကွာဟုတ်ကဲ့တကြီးဆိုတဲ့လူပြောတာကိုမောင်ဆန်းဆိုတဲ့အသားညွညွထားတာမောင်တဲ့လူကြီးကခေါင်းကြီးပြပြီးတော့သူ့လွယ်အိတ်ထဲကနေ100တန်တအုပ်ကိုထုတ်လိုက်ပြီးတော့ကျုပ်တို့လေးယောက်လုံးကို100တန်တအုပ်စီပေးတယ်အဲ့တော့ကျုပ်လည်းကျေးဇူးတင်ကြောင်းပြောပြီးနည်းနည်းမေးလိုက်တာပေါ့200တန်နဲ့900တန်တွေထွက်နေပါပြီဗျဘာလို့ကျုပ်တို့ကို100တန်တွေပေးတာလဲကျုပ်အဲ့လိုမေးလိုက်တော့မောင်ဆန်းဆိုတဲ့လူကဘလို့ပြန်ပြောရမှန်းမသိဖြစ်နေပုံပဲအဲ့လိုအချိန်ဒီမှာသူတို့တကြီးကကျုပ်ကိုအတန်ခတ်မှမှနဲ့ပြန်ပြောလာတယ်မောင်ရင်ငွေ100တန်လည်းတုံးလို့ရတယ်မလားဘာစကားတွေရှိနေတာလဲမောင်ရင်မလိုက်ဘူးဆိုငွေပြန်ပေးလိုက်လိုက်မှာပေါ့ဗျာဒီငွေ1000ဆိုတာရွှေငါမှုသားကြော်ဝင်လို့ရတာကိုအေးအဲ့ဒါဆိုမောင်ရင်ရှာတိတ်မရှိနဲ့ဟုတ်ကဲ့ကျုပ်ပြောဆိုလောက်ကင်နေတာကိုကိုဝါကြီးတို့အပါဝင်ကံကောင်းတဲ့ကိုတိုက်ဆိုတို့ကနားမလည်ဘူးဗျသူတို့ကတော့လက်ထဲမှာ100တန်ချက်တအုပ်စီကိုင်းပြီးကျုပ်ကိုပဲကြည့်နေတာပေါ့အဲ့လိုနဲ့ကျုပ်တို့တွေလည်းထမင်းဆိုင်ပိုင်ချင်းဦးစီးလေးများနဲ့အတူတူတူဆဆထမင်းလာစားတဲ့သူတွေနောက်ကိုလိုက်ပါဖို့ဖြစ်လာတော့တယ်ဗျာကျုပ်တို့တွေဟိုလူနောက်ကိုလိုက်သွားကြတာပေါ့ဦးကြီးကနွားတစ်ကောင်ကိုဆွဲတယ်ကိုဝါကြီးကတစ်ကောင်ဆွဲတယ်ကျုပ်တို့3ယောက်ကတော့ဒဲအိုးတွေတဲပိုင်းတွေစီစားစုံတယ်ရတယ်ဟိုလူတွေကတော့ရှေ့ကနေစကားတပြောပြောနဲ့တွားနေကြတာအဲလိုနဲ့ကတ္တရာလန်တိုင်း10မိနစ်လောက်လမ်းလျှောက်ပြီးတော့လက်ကွင်းတွေဘက်ကိုဆင်းသွားကြပြန်တယ်အခွင့်အရေးရတာနဲ့ကျုပ်လည်းနွားဆွဲပြီးလမ်းလျှောက်နေတဲ့ဦးကြီးနားကိုကတ်သွားပြီးအတန်တူတူနဲ့စကားဆိုတာပေါ့ဗျာဦးကြီးကျုပ်တို့တွေဘဲကိုသွားရမှာလဲအဲ့ဒါတော့ဦးလည်းမသိဘူးဦးကြီးငွေတစ်ခုတည်းကိုကြည့်လို့မရဘူးနော်သူတို့ကြည့်ရတာထူးဆန်းနေတယ်လို့ပဲဦးကြီးလည်းသူတို့ကိုထူးဆန်းတယ်လို့ထင်တယ်အဲ့ဒါများဦးကြီးဟာဘာကြောင့်များလိုက်လာရတာလဲဗျာကျုပ်တို့လိုက်ခဲ့တယ်ဆိုတာဦးကြီးနဲ့ကြီးတော်ကိုစိတ်ဘူးလို့ဗျကျုပ်လည်းအဲ့လိုတဲ့တို့ပြောလိုက်ပြတယ်ကျုပ်စကားကြောင့်ဦးကြီးလည်းခက်တာတီဝေးသွားပြီးအချိန်နဲ့ကြာတော့မှစကားပြန်ပြောလာတယ်မောင်ရင်ဦးကြီးတို့မှလည်းများနှစ်ယောက်တည်းချီတာကားထောက်သမီးကန်ဆိုတာကလည်းမရှိဘူးဦးကြီးကနွားလေးကြောက်လိုက်ကြီးလာရင်နွားကိုပြန်ရောင်းလိုက်နေမိမထမင်းဆိုင်ကိုကူပေးလိုက်နေအသက်ကြီးလာတဲ့အထိ
အခုလိုရုန်းကန်နေရတာအမှန်တမ်းပြောရရင်ငွေ1000လောက်ကိုလက်ထဲနှွေတဲ့အထိကိုမကင်ဘူးဦးကြီးတို့အလုံးမလုံးနိုင်တော့တဲ့အချိန်ကျရင်ဦးကြီးတို့စားဝတ်နေရေးကိုဘသူကကြည့်မှာလဲအဲ့တော့ဦးကြီးတို့ငွေမှတ်ပြီးအခုလိုလိုက်လာတာလုံတယ်လို့ထင်သလားမောင်ရင်ကျုပ်ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတယ်ဗျသူပြောတာလေဟုတ်တာပဲထမင်းဆိုင်လေးမှာတက်ကြီးရွယ်ကြီးနှစ်ယောက်သာရုန်းကန်နေရတာအခုလိုများပြားလာတဲ့ငွေအမောက်ကိုဘလို့အတွေးမျိုးနဲ့မှညင်ပဲ့မှာမဟုတ်ဘူးဆိုတာကျုပ်တွေးမိသွားတယ်အဲ့တော့ကျုပ်လည်းဦးကြီးကိုအပြစ်မပြောတော့ဘူးသတိထားဖို့တော့ပဲပြောလိုက်တော့တယ်ဦးကြီးဘာပဲဖြစ်ဖြစ်သတိထားရမယ်ဗျကျုပ်တို့တွေရောပါလာတယ်ဆိုတော့တော်သေးတာပေါ့ဟုတ်တယ်မောင်ကြီးမင်းတို့တွေပါလိုက်လာတာဦးကြီးတကယ်ကိုဝမ်းသာပါတယ်ကျုပ်တို့တွေအဲ့လိုစကားတပြောပြောနဲ့လမ်းလျှောက်လာတာနိုင်ဝဲလောက်ကြာလာပြီပေါ့ဗျာကျုပ်လည်းစီပုံးကိုထမ်းလာရသေးတယ်ကိုတိုက်ဆိုးနဲ့ကန်ကောင်းကဒဲဦးတဲပိုင်းတွေကိုဝလုံနဲ့ခြူပြီးထမ်းလာတာကြီးတော့ကတော့ဟင်းချက်ရမှလိုတဲ့အတုံးဆောင်တွေကိုဟင်းတောင်းတွေကိုထည့်ပြီးခေါင်းပေါ်ရွက်လာတယ်ကျုပ်လည်းကိုဝကြီးနားကိုသွားပြီးနိုင်မိလိုက်တယ်ကိုဝကြီးမှနိုင်ရှိတယ်လေဗျာကိုဝကြီးဘယ်နှနိုင်ထိုးပြီလဲဗျ12နိုင်ခွဲပြီဟာဟုတ်လားအေးဗျာဘယ်အချိန်ထိလမ်းလျှောက်ရမှန်းမသိဘူးကိုဝကြီးကသူ့ကားကြောင့်မှထိုးထားတဲ့ဓမီနဲ့နိုင်ကိုထိုးကြည့်ရင်ပြန်ပြေးတယ်အဲ့လိုနဲ့တိတ်မကြတဲ့အချိန်မှာပဲရှေ့ကသွားနေတဲ့လူတွေရက်လိုက်တယ်ပြီးတော့တဲ့ပင်အောက်ကနေတခုခုကိုယူနေကြတာတွေ့တယ်သူတို့မှဓမီပါမလာကြဘူးတိတ်မကြပါဘူးဗျာသူတို့ဘာယူနေလဲဆိုတာကျုပ်သတိထားမိသွားတယ်မီးတုပ်တွေယူနေကြတာဗျမီးတုပ်တွေကိုစီကင်ထားတဲ့ယောက်ျားသားတွေကမီးတိုင်တွေကိုမီးညှိလိုက်တဲ့အချိန်မှာပဲပတ်ဝန်းကျင်တစ်ခွင်လုံးချက်ချင်းစလိုလင်းတင်သွားတယ်ပြီးတော့လူလေးယောက်နဲ့တကြီးဆိုတဲ့လူကလည်းကျုပ်တို့နားကိုလာပြီးခပ်ပြုံးပြုံးနဲ့ပြောလာတယ်ဗျလမ်းကတော့အတော်ကြာကြာထချရအောင်မဲနောင်ကြီးတို့ရပါတယ်ဗျကိစ္စမရှိပါဘူးအမှန်တိုင်းပြောရရင်ကျုပ်တို့နောင်ကြီးဆိုင်ကိုထမင်းလာစားတာဒီညနောက်ဆုံးလာတာအဝတ်စားမယ်ဆိုပြီးတွေးထားတာလေကျုပ်တို့ပါလာတဲ့လူတွေကများတော့မဝဘူးဖြစ်သွားတယ်အဲ့ဒါကြောင့်အခုလိုစစ်စင်လိုက်ရတာပါဗျာဘာမှမကြောက်ကြပါနဲ့ကျုပ်တို့နောင်ကြီးတို့ကိုဘာအန္တရာယ်မှမပေးဘူးကျုပ်တို့ကိုချက်ပြုတ်ကျွေးရပြီဆန်တော့ပါမလာဘူးနော်ရတယ်ဆန်မလို့ဘူးဟင်းချက်ကျွေးရပြီအေးဗျာကျုပ်တို့အကောင်းဆုံးချက်ကျွေးပါမယ်အဲ့ဒါဆိုကျုပ်ရွာသား2ယောက်ကိုနောက်ကထားလိုက်မယ်ရှေ့ကတော့တဲ့ဝင်ရမှာဆိုတော့ဒီထက်ပိုမှောင်လာမှာဟုတ်ကဲ့ဆရာကြီးတို့အဆင်ပြေသလိုလုပ်ပါဗျာဦးကြီးအဲ့လိုပြောလိုက်တော့တကြီးဆိုတဲ့လူကခေါ်လာတဲ့လူချုပ်ကိုကျုပ်တို့နောက်ကလိုက်စီတယ်ပြီးတော့သူကရှေ့ကိုပြန်သွားတာပေါ့ဗျာမိတို့တွေရဲ့အလင်းရောင်ကြောင့်ပတ်ဝန်းကျင်ကိုတော့တေချာမြင်နေရပြီဗျအခုကျုပ်တို့သွားနေတာတောတစ်ခုတည်းကိုကျုပ်လည်းကိုဝါကြီးဘေးနားကနေကပ်ပြီးလမ်းလျှောက်လာလိုက်တယ်နွားကြီးတွေကလည်းအတော်ရင်ပါကြတယ်သူတို့ကိုရှေ့ကမောင်းပြီးသွားနေတာအတော်ကိုအဆင်ချောတယ်ကျုပ်ကစီပုံထက်ရတာဆိုတော့နည်းနည်းတော့ညောင်းနေပြီအဲ့ဒါကိုသတိထားမိပုံရတဲ့ကိုဝါကြီးကကျုပ်ကိုပြောတယ်စနီမင်းညောင်းနေပြီမလားလာနွားကျုပ်ကိုကိုင်ငါထမ်းကူမယ်ရပါတယ်ဗျာကျုပ်ထမ်းနိုင်ပါတယ်အေးအဲ့ဒါဆိုလဲညောင်းရင်ပြောကိုဝါကြီးအချိန်နေဘလို့ရှိလောက်လဲလမ်းလျှောက်လာတာ1နာရီလောက်ရှိပြီနော်ဘယ်နှနာရီထိုးပြီလဲကြည့်ပါဦးကျုပ်လေကိုဝါကြီးနာရီကိုမေးလိုက်တယ်ကိုဝါကြီးကလည်းသူ့ခါးစားကဓမီကိုထုတ်ပြီးလက်ကနာရီကိုထူးကြည့်တယ်ဗျပြီးတော့ကျုပ်ကိုပြောတယ်12နာရီခွဲပြီကွဟာကိုဝါကြီးခမည်းနာရီကြီးကပြက်နေတာလားဗျာဟိတ်ကောင်ရ9နာရီကပြက်เสียလား1000တောင်ပေးထားရတော့တောအုပ်ထဲမဝင်ခင်မေးတော့ကလည်း12နာရီခွဲပဲလေအခုလည်း12နာရီခွဲမဟုတ်သေးဘူးလေဗျာစက္ကန့်တန်သွားရလားကြည့်ပါဦးကျုပ်အဲ့လိုပြောလိုက်တော့ကိုဝါကြီးလည်းသူ့နာရီကိုပြန်ကြည့်တယ်ပြီးတော့ကျုပ်ကိုပါကြည့်ခိုင်းပြီးပြန်ပြောတယ်ဟိတ်ကောင်မြင်လား9နာရီသွားနေတယ်မပြတ်ပါဘူးကွာအာမခံပါတာကိုပြက်เสียလားအဲ့ဒါဆိုဘာလို့12နာရီပဲဖြစ်နေတာလဲအေးဟုတ်တယ်ငါလည်းအခုမှသတိထားမိတယ်တိုက်ဆိုးမှနာရီပါတယ်မို့လားသွားကြည့်အောင်ကွာရော့ဓမီကျုပ်လည်းကိုဝါကြီးပေးတဲ့ဓမီကိုကိုင်ပြီးစီပုံးကြီးထမ်းပြီးတော့မျက်နှာမသားမယာနဲ့ဓာတ်အိုးတွေကိုရှင်းအောင်ထမ်းနေတဲ့ကိုတိုက်ဆိုးနဲ့ကန်ကောင်းနာကိုသွားလိုက်တယ်ပြီးတော့ကိုတိုက်ဆိုးလက်ကနာရီကိုဓမီနဲ့ထိုးကြည့်လိုက်ပါတယ်ကိုတိုက်ဆိုးဘယ်နှနာရီထိုးပြီလဲကြည့်အောင်မေးကြည့်ဘယ်အချိန်ဖြစ်ဖြစ်ငါထင်တော့မရောက်မရှင်သွားရမယ့်ပုံပဲခမရတို့ပင်ပန်းနေပြီလားမင်းလောက်တော့မပင်ပန်းမဘူးကွာစီပုံးကြီးထမ်းပြီးအရှိသွားလိုက်အနောက်သွားလိုက်နဲ့မီးကြည့်တာနဲ့ငါကပင်ပန်းနေပြီကိုတိုက်ဆိုခမည်းနာရီလဲ12နာရီခွဲပဲဗျအေးလေအချိန်ကိုလည်းကြည့်အောင်အဲ့လောက်တော့ရှိရောပေါ့မဟုတ်သေးဘူးဗျကျုပ်တို့ဒီတော့အုပ်ထဲမဝင်ကြခင်ကလေးက12နာရီခွဲပဲအခုလဲ12နာရီခွဲဖြစ်နေပြန်ပြီမင်းကဘသူ့နာရီကြည့်ထားတာလဲကိုဝါကြီးနာရီလေသူ့နာရီကမှားနေလို့နေမှာပေါ့မမှားဘူးဗျသူ့နာရီကသွားနေတယ်ငါလည်းမသိတော့ဘူးကွာကိုတိုက်ဆိုသတိတော်ထားဗျအေးစနေမင်းအစွမ်းကနည်းနည်းလေးမှကိုမရှိတော့တာလားဒီလူတွေကိုကြည့်တာနဲ့သူတို့ဘာတွေဆိုတာသိနိုင်တယ်မဟုတ်လားကျုပ်ဘာစွမ်းမှမရှိတော့ဘူး
ကျုပ်ပေါက်ကြရတဲ့လောက်တာကလည်းများတကူဗျအေးကွာကျုပ်လည်းကိုတိုင်းစုံနာကနေခွာပြီးတော့ဦးကြီးတို့နာကိုပြန်သွားလိုက်တယ်ဦးကြီးကလည်းကျုံနာရောက်လာတာနဲ့အတန်တီထိုးနဲ့စကားဆိုလာတယ်မောင်ရင်တခုခုတော့ထူးနေပြီဘာဖြစ်လို့လဲဦးကြီးဘာဖြစ်လို့လဲဆိုတော့ငါဒီနယ်မှာနေတာကြာလာပြီဒီလောက်ကြီးတဲ့တောအုပ်ကိုဒီအချိန်တိုင်းတာနဲ့သွားလို့ရတာမရှိဘူးအနိုင်ဆုံးနေတဝက်လောက်လမ်းချောင်းမှာတောတဲ့ရောက်မှာအခုကလေခွင်းကနေခဏသွားရုံနဲ့တောတဲ့ရောက်တယ်ဆိုတော့မဟုတ်သေးဘူးမောင်ရင်ရဒီနာကလေခွင်းတွေပြီးရင်အင်းတော်လေးပဲရှိတာအခုတော့တက်တော်မျိုးတော့မရှိဘူးဦးကြီးတတိမထားမိလို့သူတို့တွေကျုံတဲ့စကားပြောရင်မျက်တောင်မခတ်ကြဘူးအေးဟုတ်တယ်ငါလည်းတခုခုလိုနေပါတယ်လို့ခန့်စားမိတယ်မင်းပြောမှပဲအမှတ်ရတော့တယ်သူတို့တွေမျက်တောင်မခတ်ကြဘူးကွာဟုတ်တယ်ဦးကြီးကျုပ်တို့စကားပြောနေတော့မှပဲတကြီးဆိုတဲ့လူကကျုပ်တို့နှစ်ယောက်နာကိုလာတာကိုမြင်လိုက်ရတယ်ကျုပ်တို့တွေပြောလက်ဆစကားကိုရက်လိုက်တာပေါ့ဗျာတကြီးကဦးကြီးကိုပြောပြပြီးတော့စကားဆိုလာတယ်နောင်ကြီးကျုပ်တို့ရွာကိုရောက်တော့မယ်ရွာရောက်ရင်တော့ပင်ပန်းတယ်လို့သဘောမထားနဲ့ဗျာတခါတည်းချက်ပြုတ်ပေးစေချင်တယ်ရပါတယ်တိတ်မကြတော့ပါဘူးရွာရောက်တော့မှတကြီးကအဲ့လိုပြောပြီးအရှိကိုပြန်သွားတယ်ပြို့ကျုပ်တို့လည်းဘာစကားမှထပ်မပြောပြကြတော့ပဲလမ်းမဲဆက်လျှောက်လာလိုက်တယ်ကျုပ်တို့တကယ်ပဲကွန်တရာညံလောက်ကြတဲ့အချိန်မှာတော့ရွာတရွာကိုရောက်လာတယ်ဗျရွာလေးကတိတ်တော့ကြီးမားပုံမရဘူးအိမ်တွေကိုကျွတ်တစ်တွေနဲ့ဆောက်ပြီးရင်းနှက်ကြီးတွေကိုဝအောင်တုတ်ထားတယ်အိမ်ရှိတွေမှာကကင်ကြီးစီတိုင်းမီးတွေထွန်းထားတာအိမ်တွေကလည်းအိမ်တော်ခေါင်တွေနဲ့ကြည့်ပဲအဲ့လိုနဲ့ကျုပ်တို့ရဲ့အိမ်ဝိုင်းကျဲတစ်ခုတည်းရောက်တော့လမ်းလျှောက်နေတာကိုရက်လိုက်တယ်တကြီးဆိုတဲ့လူကကျုပ်တို့အနာကိုလမ်းလျှောက်လာပြီးခပ်ပြုံးပြုံးနဲ့စကားဆိုတယ်ဗျနောင်ကြီးတို့ဟိုမှာကုတ်ပစ်ရှိတယ်အဲ့မှာဆက်ပြုတ်ဖို့လိုတာတွေတင်လို့ရတယ်နော်နောင်ကြီးတို့လည်းထိုင်လို့ရတယ်ဟုတ်ကဲ့ကျုပ်တို့ဒီနွားနှစ်ကောင်ကိုဘယ်နာသွားထားရမလဲအေးဒီကွစ်ပစ်လေးမှာပဲရှိထားလိုက်ပေါ့တင်းကုန်မရှိဘူးလားမလိုဘူးလေဦးကြီးလည်းခွန်းတော့ပြန်စကားမဆိုတော့ဘူးဗျခေါင်းပဲညှိပြလိုက်တယ်အိမ်ဝိုင်းထဲမှာကင်ကြီးစီနဲ့လှုပ်ထားတဲ့မီးတိုင်လေးတွေတွေ့ရတယ်မီးတိုင်လေးတွေရဲ့အလင်းအောင်ကြောင်လားမသိဘူးပတ်ဝန်းကျင်ကိုကောင်းကောင်းမြင်ရတယ်ကျုပ်သိကျင်စိတ်ကိုမထိန်ထားတာနဲ့ဦးကြီးနဲ့စကားပြောနေတဲ့တကြီးကိုမေးလိုက်တော့တယ်ပြို့တကြီးကျုံမသိတာလေးရှိလို့မေးလို့ရမလားရတယ်လေမေးရွာထဲမှာမီးစက်လေးပါလည်းမရှိဘူးလားဗျမီးတို့ကြီးတွေပဲတုံးနေလို့လေမရှိဘူးတကြီးတို့ရွာကဖွံ့ဖြိုးတိုးတက်မှုတော်တော်ကိုအားနေတာပဲဟုတ်တယ်ကျုံမေးတာကိုခက်တူတူပဲပြန်ဖြေတယ်ပြီးတော့တကြီးကကြီးတို့နဲ့ဦးကြီးကိုစကားထပ်ဆိုလိုက်တယ်အမကြီးနဲ့နောင်ကြီးဟင်းချက်ဖို့ပြင်တော့အခုရှက်ရမှာလားဟုတ်တယ်ဘာဟင်းချက်မှာလဲအမဲသားလေအမဲသားဟုတ်လားဟုတ်တယ်လေအမဲသားဝယ်ထားတာရှိလားရှိတယ်လေခမရတို့စီကဝယ်ထားတာရှင်ကျမတို့နွားလေးတွေကိုချက်စားမှာလားရှင်တို့ကခိုင်းမှုဝယ်တာမဟုတ်ဘူးလားမဟုတ်ဘူးခမရတို့ကိုဟင်းချက်ခိုင်းလို့ဝယ်လာတာအဲ့ဒါတော့ကျမမလုပ်နိုင်ဘူးမလုပ်နိုင်ဘူးဆိုရင်လည်းရတယ်လေတကြီးအဲ့လိုပြောလိုက်တာနဲ့ရွာသားတွေကကျုပ်တို့ကိုဝိုင်းကြည့်ကြတယ်ပြူသူတို့တွေရှေ့ကိုတိုးတိုးလာတယ်အရှင်တွေကတိတ်မကောင်းတော့ဘူးဆိုတာသိတော့ကျုပ်ကပဲဝင်ထိန်လိုက်တယ်တကြီးကလည်းဗျာအဲ့ဒါမျိုးကလူကြီးတွေကိုပြောလို့မကောင်းဘူးလေဗျာကျုပ်တို့ရှိနေတာပဲဟာအစင်ပြေအောင်လုပ်ပေးမှာပေါ့ဗျအခုမီးဖို့တွေဘာတွေလုပ်ရအောင်မလားဟုတ်တယ်အဲ့ဒါအရင်ပြင်ဆင်ရအောင်ဗျာဟဲ့ကောင်မီးဖို့အရင်လုပ်ရအောင်ကျုပ်လေအဲ့လိုပြောပြီးကန်ကောင်းနဲ့ကိုတိုက်စုကိုခေါ်လိုက်တယ်ပြီးတော့မှဦးကြီးနဲ့ကြီးတော်နာကိုသွားပြီးသူတို့ကိုလည်းကိုပြစ်မှထိုင်ခိုင်းထားတယ်ဦးကြီးနဲ့ကြီးတော်တို့ခဏထိုင်အောင်ကျုပ်တို့ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်အောင်မေကျုပ်လေတယောက်တည်းအလုပ်တွေများနေတာပေါ့ဗျာကိုဝါကြီးလေနွားကျုပ်ကိုစီပြီးတာနဲ့ကျုပ်တို့နာကိုရောက်လာတယ်ကျုပ်လည်းတကြီးကိုလိုအပ်တာတွေတောင်းလိုက်တာပေါ့ဗျာတကြီးပေါတူလေးများရမလားမီးဖို့တွေတူးကျင်လို့ရတယ်ပေါတူတစ်လက်တွေ့လို့တိတ်ထားတာရှိတယ်တကြီးကအဲ့လိုပြောပြီးသူ့ရွာသားတွေကိုအဆက်ပြလိုက်တော့ရွာသားတယောက်ကပေါတူတစ်လက်ကိုကင်ပြီးကျုပ်တို့အနာကိုရောက်လာတယ်ကျုပ်လည်းအဲ့ရွာသားပြီးတဲ့ပေါတူကိုယူပြီးမီးဖို့ပြင်လိုက်တာပေါ့ကျုပ်လည်းမီးဖို့လုံးနေရင်ကတကြီးကိုမိလိုက်တယ်တကြီးတို့ရွာနေမီကဘာတဲ့လဲဗျခပ်ပေါင်းရွာနမီကမိုက်တယ်တကြီးတို့နားရင်နားလေကျုပ်တို့လေအောင်ဟင်းချက်လို့ရအောင်ပြင်ဆင်ပေးလိုက်မယ်အေးမင်းတို့မစိုးဘူးရော့သုံးလို့ရတဲ့ဟာပေးမယ်တကြီးဆိုတဲ့လူကအဲ့လိုပြောပြီးရွှေဆွဲကြိုးလေးတစ်ကုန်းကိုသူ့အိတ်ထဲကနေထုတ်ပေးလာတယ်ပြို့သူပေးလာတဲ့ရွှေဆွဲကြိုးက9မူသားလောက်တော့ချီလောက်တယ်ကျုပ်လည်းယူလိုက်ပြီးဟိုလူတွေကိုတယောက်တစ်ကုန်းပေးလိုက်တယ်ကျုပ်ကိုယ်တိုင်လေလဲပေးမှချက်ချင်းဆွတ်လိုက်တာပေါ့တကြီးလည်းကျုပ်ကိုတေချာကြည့်ပြီးစကားဆက်တယ်ပြို့ကောင်းလေးမင်းငါတို့အရှင်တွေကိုသိပြီမလားညာဘာအချင်းနေလဲတကြီးမင်းမညစမ်းပါနဲ့ငါတို့ဘာတွေဆိုတာမင်းသိတယ်မင်းကိုကြည့်ရတာတာမဲ့လူတယောက်တော့မဟုတ်ဘူးကျုပ်ကတာမှန်ပါပဲတကြီးတို့ဘာလဲဆိုတာတော့ကျုပ်သတိထားမိပါတယ်ကောင်းတယ်ငါတို့လည်းဒီမှာနေတာကြာပြီ
နောက်ဆိုငါတို့တွေလူတွေနဲ့နီးနီးနားနားကိုသွားလို့မရတော့ဘူးအဲ့ဒါကြောင့်အခုလိုစီစဉ်လိုက်တာငါတို့ခိုင်းတဲ့အတိုင်းလုပ်ရင်မင်းတို့ကိုဘာမှမလုပ်ဘူးအေးငါတို့ခိုင်းတဲ့အတိုင်းလုပ်ရင်တော့မင်းတို့တွေတယောက်မှအသက်ရှင်နေပြန်သွားရမယ်မထင်နဲ့အေးမများအေးမကျုပ်တို့တွေမိဖို့တူးပြေးသွားတော့ကိုပြစ်ပါငိုကြီးထိုင်နေတယ်ကြီးတော်နဲ့ဦးကြီးနားကိုသွားလိုက်တယ်သူတို့နောက်မှာမိတို့ကင်ထားတဲ့ခပောင်းရသားနှစ်ယောက်ရှိနေတယ်ဗျသူတို့ကမျက်ထောင်နဲ့မခက်ရဲချင်းပြုံးချင်းလည်းမရှိဘူးဆိုတော့နည်းနည်းတော့ကြောက်စရာကောင်းတယ်ပေါ့ဗျာကျုပ်လည်းဦးကြီးနဲ့ကြီးတော်နာကိုသွားပြီးခတ်တိုးတိုးပြောလိုက်တော့တယ်ဦးကြီးရေရွေးချယ်စရာလမ်းကမရှိတော့ဘူးသူတို့ခိုင်းတဲ့အတိုင်းပဲလုပ်ရတော့မှာသူတို့ကဘာတွေလဲမောင်ကြီးဦးကြီးခပောင်းရွာဆိုတာသိလားခပောင်းရွာကြားဘူးတယ်ဦးကြီးစဉ်းစားနေတော့မှပဲကြီးတော်ကစကားဆိုလာတယ်ဗျကိုကြီးမြင့်ကလည်းခပောင်းရွာဆိုတာကကျမတို့မိဘတွေပြောတဲ့ဟိုကက်ယောဂဖြစ်ပြီးတရွာလုံးတည်သွားတဲ့ရွာမလားဟုတ်တယ်ပြောဘူးတယ်ဘာဖြစ်လို့လဲမောင်ကြီးဘာဖြစ်လို့လဲဆိုတော့အခုကျုပ်တို့ရောက်နေတာခပောင်းရွာဖြစ်နေလို့ပဲဦးကြီးဟင်အဲ့ဒါဆိုသူတို့ကကြက်တွေပဲဦးကြီးကျုပ်တို့မှရွေးချယ်စရာလမ်းမရှိတော့ဘူးသူတို့တကြီးကပြောတယ်ကျုပ်တို့အနေနဲ့သူတို့ခိုင်းတဲ့အတိုင်းလုပ်မယ်ဆိုရင်အသက်ကိုရမပြုတ်ဘူးတဲ့မလုပ်ဘူးဆိုရင်တော့ငါတို့ကိုတတ်မှာပေါ့ဟုတ်တယ်ဦးကြီးအဲ့တော့ကျုပ်တို့တွေမီးစင်ကြည့်ပြီးကားကြတာပေါ့ဗျာကောင်းတယ်မောင်ရင်တို့ကောင်းတယ်လို့လုပ်ပါကွယ်ကျုပ်လည်းဦးကြီးတို့လည်းမြကိုပြောချရှိတာပြောပြီးသွားတော့ကိုဝကြီးတို့မိဖို့တွေနဲ့အနာသွားလိုက်တယ်မိဖို့လည်းပြီးပြီမိကလည်းတောင်းနေပြီဆိုတော့ကိုပြစ်နဲ့မလန်မကန်ကတန်းလျာမှာထိုင်နေတယ်တက်ကြီးစီကိုသွားလိုက်တယ်ကျုံနဲ့တူကိုဝကြီးတို့၃ယောက်လည်းပါလာတာပေါ့ဗျာတက်ကြီးမိတော့ဖိုးပြီးပြီကျုပ်တို့ဘာလို့ရမှာလဲဟင်းချက်ရတော့မှာလေကွာဘာဟင်းချက်ရမှာလဲအမဲသားလေဟိုနွားနှစ်ကောင်ကိုတက်ပြီးဖော်လိုက်ဟာအဲ့ဒါတော့မဖြစ်ဘူးထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့နွားမတက်ရဲဘူးနွားတက်တာများဘာခက်လို့လဲကွာတက်ကြီးကအဲ့လိုပြောတော့ရွာသားနှစ်ယောက်ကိုလက်ရက်ခေါ်လိုက်တယ်ဟေးမောင်ဆန်နဲ့ကံမြေလာစမ်းလာပါပြီတကြီးတိတ်မကြခင်ပါပြီရွာသားနှစ်ယောက်ကတကြီးနာကိုရောက်လာကြတယ်တကြီးဘာခိုင်းမလို့လဲခမဟိုနွားနှစ်ကောင်ကိုလက်စတုံးလိုက်စမ်းကွာဟုတ်ကဲ့တကြီးရွာသားနှစ်ယောက်ကအဲလိုပြန်ပြောပြီးတော့နွားနှစ်ကောင်နာသွားလိုက်တော့တယ်နွားနှစ်ကောင်ကလည်းသူတို့နှာကက်လာတာနဲ့နှာတွေမှုတ်ပြီးတချူချူလုံးနေတယ်မကြပါဘူးဗျာဟိုလူနှစ်ယောက်နွားကိုတွေကိုဝင်သွားလိုက်တယ်သူတို့နွားကိုတွေကဝင်သွားပြီးမကြပါဘူးနွားကြီးနှစ်ကောင်ခြေတွေလက်တွေတက်ဆက်ဆက်တုံပြီးတော့ဗက်ဆက်ကနေအမြုပ်တွေပါထွက်လာပြီးဇီဝင်ချုပ်သွားလိရောဗျာနွားနှစ်ကောင်ငိန်သွားတော့မှနွားကိုတဲကနေရွာသားနှစ်ယောက်ပြန်ထွက်လာတယ်ကျိုးတို့ပြေကြက်သိမ်းမွေးကြီးမှထသွားတာဦးကြီးတို့လေများဆိုစိုးပွေရမရှိတော့ဘူးဗျာအဲအချိန်မှာပဲတကြီးကနွားနှစ်ကောင်ကိုမင်းခေါ်ပြီးကျုပ်တို့ကိုပြောလိုက်တယ်ကဲနွားဖြတ်တာတော့မင်းတို့လှုပ်လိုက်တော့ဟေအိုနဲ့အပြည့်ချက်ကျန်နာတွေကိုငပြောပတ်နဲ့နေရာနဲ့ခင်းထားလိုက်ကြားလားဟုတ်ကဲ့ကျက်တွန်လုံးမှာမင်းတို့မပြီးသေးဘူးဆိုရင်မင်းတို့လည်းနွားတွေလိုဖြစ်မယ်မှတ်တကြီးပြောတာကိုကျုပ်တို့တွေမကဘူးကိုပြစ်မှထိုင်နေတဲ့ဦးကြီးတို့ပါကြားသွားတယ်ထင်ပါတယ်ဗျာချက်ချင်းထပြီးဟင်းချက်ဖို့ပြစ်စီနေတော့တာပဲကျုပ်တို့လည်းဓားတွေတောင်းပြီးတော့မလောက်တက်နဲ့နွားသိကြီးကိုဖြစ်တယ်လို့ခုတ်ပြက်လိုက်တာပေါ့ဗျာစနေငါတို့မြ мян ပြီးမှဖြစ်မှာနော်ကံကောင်းတဲ့တိုက်ဆိုမင်းတို့ကဟိုဘက်နွားကိုသွားဖြတ်ငါနဲ့စနေကဒီဘက်နွားကိုဖြတ်မယ်အရင်ဆုံးဦးကြီးတို့ဟင်းချက်လို့ရအောင်သွားပေးရအောင်ကောင်းတယ်ကျုပ်တို့ဒီပေါင်သားကိုသွားပေးမယ်ကျုပ်တို့လည်းအဆင်ပြေတယ်လို့ခုတ်ပြက်လိုက်ပြီးတော့ဦးကြီးတို့စီကိုသွားပေးလိုက်တယ်ဦးကြီးတို့လည်းများလဲအသက်ဘေးနဲ့ကြုံလာပြီဆိုတော့သူတို့ရဲ့နွားကြီးနှကောင်ကိုလည်းမတနာနိုင်တော့ဘူးထင်ပါရဲ့ဗျာဟင်းမြ мян ချက်ဖို့သာလောနေတော့တယ်ကောင်းလေအပြည့်ထဲကွာသူတို့ကဒီအိုးတိုးတဲ့ချက်ခိုင်းတာမလားဟုတ်တယ်အေးအတုံးကြီးသာတုံးကွာကျုပ်တို့လည်းခက်မြ мян ဟင်းချက်လို့ရအောင်အမေသားတွေကိုအတုံးကြီးတုံးပြီးတုံးထည့်ပေးလိုက်တယ်အိုးကြီးပြတာနဲ့ကျုံနဲ့ဦးကြီးကမိဖို့ပေါ်တင်လိုက်တယ်ကြီးတော့ကတော့လိုအပ်တဲ့အစာပလာများထည့်နေတာပေါ့ဗျာဦးကြီးတို့လင်များကိုကူညီပြီးတော့ကျုပ်ကိုဝကြီးစီပြန်သွားလိုက်တယ်။ဓွားနဲ့နွားသိရီကိုတကုံလုံးခွာပြီးသွားချိန်မှာတော့ကျုပ်တို့နာကိုရောသားတွေကတ်လာတယ်ပြို။ခလေးတွေရောမိမတွေပါမကြမ်းလူဆောင်ပဲဗျာ။အမှန်တိုင်းပြောရရင်ကျုပ်တို့လည်းကြောက်တာပေါ့။အဲအချိန်မှာတကြီးကလည်းတန်းလျားကနေထားလာပြီးတော့ကျုပ်တို့နာကိုလာတယ်ပြို။ပြီးတော့ကျုပ်ကိုပြောတယ်။ကောင်းလေးတွေမင်းတို့ဘာမှမကြောက်နဲ့။ငါရွာသားတွေကမင်းတို့ကိုဒုက္ခမပေးပါဘူး။သူတို့ကမင်းတို့ကိုတောင်ကျေးဇူးတင်နေတာ။ကဲငါ့ကိုမိုးခိုသားလေးတုံးလောက်အရင်လှုပ်ဆန်းကွာအစိမ်းမစားရတာကြာပြီငါတို့ဆိုတာကလည်းအခုလိုကျွေးမှစားနိုင်တာလေကွာဟုတ်ကဲ့တကြီးကျုပ်လေအမဲသားကက်ကြီးတုံးလီပြီးတကြီးကိုကန်ပြီးလိုက်တယ်တကြီးကကျုပ်ပေးတဲ့အမဲသားတုံးကြီးကိုတကိုက်ကိုက်လိုက်ပြီးတန်းလျားကိုပြန်သွားတယ်တကြီးပြန်သွားတာနဲ့ကျန်တဲ့ရွာသားတွေကလည်းတောင်းကြပါလေရောကျုပ်တို့လီတာခုတ်တာတောင်လက်မလဲပါဘူးဗျာငါ့ကိုပေါင်သားလေးပြီးကျုပ်ကိုအသေးပြီးကျုပ်ကိုလည်းပေးအောင်ဟိုကောင်ကိုကြည့်ပဲပေးနေတာပဲကျုပ်တို့တွေအချိန်တော်ကြာတဲ့ဒီအသားတွေလီပေးလိုက်တာ
ခုဆိုကျုပ်တို့မခုတ်တတ်တဲ့အသားတွေပဲကြံတော့တယ်ကျုပ်တို့တကိုယ်လုံးလည်းနန်းစောနေပါပြီဗျာခမများတို့သိတဲ့အတိုင်းအမဲဖြစ်နေကြကောင်တွေမှမဟုတ်တာပဲဖြစ်ကြတဲ့ဆန်းလောက်ထားတော့ပွားစီရိုက်နေတာပေါ့ဗျာအဲ့လိုနဲ့ကြီးတော်တို့ဟင်းချက်တဲ့အချိန်မှာတော့တကြီးကကျုပ်တို့ကိုလမ်းပြီးစကားဆိုလာတယ်ကောင်းလေးမင်းတို့တောင်းဝင်ကြည့်တယ်ငါရွာသားတွေကလည်းမင်းတို့ကိုကြေနဲ့တယ်ဟုတ်ကဲ့တကြီးကျုပ်တို့ဖက်နဲ့ပုံပေးဖို့လိုသေးလားအသားမှတိတ်မရှိတော့တာပဲကွာထားလိုက်ပါတော့ရွာတွေကလူတွေကပြောတယ်မင်းတို့တွေကိုသူတို့ဥစ္စာတွေပေးချင်လို့တဲ့ဒါပေမဲ့ယူသွားရမှနည်းနည်းတော့ကြာလိမ့်မယ်ထင်တယ်ကြားမယ်ဆိုရင်တော့မယူတော့ပါဘူးတကြီးအေးအဲ့ဒါဆိုမင်းတို့အခုလာတဲ့လမ်းအတိုင်းပြန်ကြပြီတော့မီးမထိုးရဘူးစကားမပြောရဘူးကြားလားဟုတ်ကဲ့တကြီးကအဲ့လိုပြောတော့မှကြီးတော်နဲ့ဦးကြီးကိုလှမ်းခေါ်တယ်ဗျာနောင်ကြီးနဲ့မကြီးလာခဲ့ပါဦးဟုတ်ကဲ့ခမများတို့ဒဲရီအိုးတွေထားခဲ့လို့ရမလားရပါတယ်ထားခဲ့ပါမယ်ရော့ဒါရွှေတစ်ချက်သားကျိုးတယောက်တကုံတကြီးကဆွဲကျိုးတယောက်တကုံထပ်ပေးပြီးတော့ပြန်ရောက်မဲ့လမ်းကိုလက်ညှိုးထိုးပြရင်ကျုပ်တို့အားလုံးကိုစကားဆိုပြန်တယ်ကဲပြန်ကြပြီတော့ကံမကုံရင်တော့ပြန်ဆောင်ကြတာပေါ့အဲ့လိုနဲ့ကျုပ်တို့တွေလည်းတကြီးလက်ညှိုးထိုးပြတဲ့လမ်းအတိုင်းတိတ်ဆိတ်နဲ့သွားလိုက်တာပေါ့ဗျာအမောင်တဲမှာကျုပ်တို့တွေကိုအသက်ချူတန်ကိုပြန်စားနိုင်လောက်ထိပဲတိတ်ဆိတ်နဲ့လမ်းလျှောက်လာခဲ့ကြတယ်တနင်္လာရီလောက်ကြာတော့ကျုပ်တို့နဲ့ခက်လန်းလန်းကနေအလင်းရောင်တစ်ခုကိုတွေ့လိုက်ရတယ်အလင်းရောင်တွေ့ရနဲ့ကျုပ်တို့လည်းအားတက်သွားပြီးလမ်းမြမြန်ချောက်လိုက်ကြတာအလင်းရောင်တွေလည်းရောက်ရောမျက်လုံးတွေပြားသွားလို့မျက်လုံးကိုမိတ်ထားရတယ်မျက်လုံးပြန်ဝင်လိုက်တော့ဟော့ဗျာအင်တော်ဘီကလေကွက်လက်တွေကိုရောက်နေတယ်နေအတော်မြင့်နေလို့စွန်းစားချိန်လောက်ရောက်ရောပေါ့ဗျာကျုပ်တို့တွေတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ကြီးတော်နဲ့ဦးကြီးကလွယ်ပြီးကျုပ်တို့ကမှသွေးစားသွေးနာတွေနဲ့အမဲသားနဲ့နေဆွဲနေတယ်ဗျကြီးတော်ကတော့အော်လို့ဘာစကားမှမပြောနိုင်တော့ဘူးဦးကြီးကတော့သူ့မိမကိုအပြစ်တင်နေလေရဲ့ပြိုညီတွေ့ပြီမလားတော်သေးတာပေါ့အသက်မသေးလို့သားပဲဟုတ်ပါတော့ကျမပြအော်လို့မဆုံးဘူးငါတို့နွားတွေတော့ဆုံးပါပြီကျုပ်တို့ကိုပေးထားတဲ့ငွေတွေကိုထုတ်ကြည့်စမ်းပါအောင်ဦးကြီးကသူ့လက်ထဲမှာထည့်ထားတဲ့ငွေတွေကိုထုတ်ကြည့်တယ်ဗျဟောဗျာငွေတွေကတိတ်ရွက်တွေဖြစ်နေလို့ဦးကြီးခင်ဗျာစိတ်ပြတ်သွားတယ်အဲ့လိုနဲ့ပဲကျုပ်တို့အိတ်ကတဲ့ကငွေတွေကလည်းတိတ်ရွက်တွေဖြစ်နေရဲ့ဗျာဒါပေမဲ့ကျုပ်တို့လည်းမိမဆွဲထားတယ်ရွှေဆွဲကြိုးကတော့ရွှေဆွဲကြိုးအတိုင်းပဲမပြောင်းလဲဘူးအဲ့တော့ကျုပ်တို့လည်းဝမ်းသာအားရနဲ့ဦးကြီးကိုပြောလိုက်တော့တယ်ဦးကြီးရွှေတွေကိုစစ်ကြည့်ဒီမှာတကယ်အစ်စ်တည်းဟုတ်လားငါစစ်ကြည့်လိုက်အောင်မေဦးကြီးကသူ့ကိုဆိုင်မှာပြီးတဲ့ရွှေတွေကိုခပ်ပေါင်းရွာမှာပြီးခဲ့တဲ့ရွှေတွေနဲ့စစ်ကြည့်လိုက်တော့တကယ်မပြောင်းလဲဘူးဗျအဲ့တော့မှဦးကြီးနဲ့ကြီးတို့ဝမ်းသာသွားကြတယ်တော်သေးတာပေါ့ရွှေတွေတော့မပြောင်းလဲလို့အားလုံးဆိုရွှေက6ချက်သားကြုံလောက်ရှိမယ်ဟုတ်တယ်မကရင်သာမကဘူးပဲဦးကြီးနဲ့ကြီးတို့လိုပဲကိုတိုက်ဆိုးနဲ့ကန်ကောင်းကလည်းသူတို့ရွှေဆွဲကြိုးတွေကိုကြည့်ပြီးအော်နေတယ်ကျုပ်ကတော့ဦးကြီးတို့လင်များကိုတနာလို့ကျုပ်လွယ်ပင်ကဆွဲကြိုးကိုဖြုတ်ပြီးပေးလိုက်တယ်ရော့ဦးကြီးဒါလေးပါယူထားလိုက်မယူပြစီနဲ့ကွာဦးကြီးတို့မှများနေပါပြီကျုပ်ကဖုန်ကြီးเจ้าသားဦးလေးရဘာမှမပူရဘူးဦးကြီးတို့ကအသက်ကြီးနေပြီပြီးတော့နွားနှကောင်လုံးမှဆုံးချုံရတာမလားယူလိုက်ပါဗျာကျုပ်လည်းဦးကြီးတို့ဥစားမြင်းစာနေနဲ့ပေးလိုက်တယ်ကျုပ်အဲ့လိုပြီးတော့ကိုဝါကြီးနဲ့ကိုတိုက်ဆိုးတို့နှစ်ယောက်ကလည်းပြီးတယ်ဗျဦးကြီးနဲ့ကြီးတော့ကျုပ်တို့ဆွဲကြိုးတွေပါယူထားကျုပ်တို့ကပြည့်စုံပြီးသားဗျမလို့ဘူးမောင်ရင်တို့လိုလူမျိုးတွေကိုတော့ဦးကြီးတခါမှမတွေ့ဘူးကွယ်ရပါတယ်ဦးကြီးရဟိုရောက်ရင်ကျုပ်တို့ကိုထမင်းချက်ကျွေးအောင်နော်အမဲသားကတော့ကျုပ်တသက်ပြက်ပြီဗျာအမဲသားချက်မကျွေးနဲ့နော်စိတ်ချကြီးတော်မင်းတို့ကိုဝတ်တဏီချက်ချက်ကျွေးမင်းအဲ့လိုနဲ့ပဲကျုပ်တို့တွေစကားတပြောပြောနေထမင်းဆိုင်စီကိုပြန်ခဲ့ကြတာပေါ့ဗျာခပောင်းရွာကရောက်သားတွေကကျုပ်တို့ကိုဒီထက်ပိုပြီးပေးချင်ပုံရတယ်ဘာပဲဖြစ်ဖြစ်ဒီတစ်ခါကြုံတွေ့ရတာကိုတော့ကျုပ်အတော်လေးရင်ဖုန်မိတယ်ဆိုတာအမှန်ပါပဲဗျာပြည်သက်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီနေ့ရဲ့ဇလန်လေးတွေကိုအခုလိုပဲအချိန်ပြေးပြီးတော့မှနားဆင်အားပေးကြတဲ့ပြည်သက်များအားလုံးကိုကျေးဇူးအထူးပဲတင်ချီပါတယ်နောက်ရက်တွေမှာလည်းပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပြည်သက်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်